မင်္ဂလာပါဇီကာစပိတ်ရှိုးရုံးမှာလှိုက်လဲစွာကြိုဆိုပါရစေကျွန်တော်တို့ရဲ့ဇီကာစပိတ်ရှိုးရုံးကြီးကတော့ရန်ကုန်မြို့ရဲ့အချက်ကြားကျတဲ့လှိုင်မြို့နယ်အင်းစိန်လမ်းမပေါ်မှာတည်ရှိပါတယ်ဇီကာ brand ရဲ့ exclusive distributor ဖြစ်တဲ့ Premier Automotive Limited ခေါ် PAL ကို2019ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Capital Diamond Star Group CDSG ရဲ့အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်တာခိုင်မာတဲ့ယင်းနှိမ့်မြုပ်နှံမှုတွေနဲ့အတူယုံကြည်စိတ်ချရတဲ့ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။ PAL အနေနဲ့မြန်မာနိုင်ငံရဲ့ဈေးကွက်မှာဇီကာအမှတ်တစိတ်အတွက် exclusive distributor ဖြစ်လာပြီးတဲ့နောက်2024ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာဇီကာရဲ့ Premium EV များဖြစ်တဲ့ဇီကာ X နဲ့ဇီကာ001တို့ကိုတရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ PAL ရဲ့ရည်မှန်းချက်ကတော့မြန်မာနိုင်ငံသားတွေကိုနောက်ဆုံးပေါ်နည်းပညာကားတွေနဲ့စွမ်းဆောင်ရည်ကောင်းမွန်တဲ့စိန်ခံကားများကိုတင်သွင်းရောင်းချပြီးကမ္ဘာအဆင့်မီဝန်ဆောင်မှုတွေပေးနိုင်ရေးပဲဖြစ်ပါတယ်။ဇီကာဟာကားကုမ္ပဏီတစ်ခုထပ်ပို့ပြီးခေတ်သစ်အတွက်ဒီဇိုင်းထုတ်ထားတဲ့စိန်ခံနည်းပညာအမှတ်တစိတ်တစ်ခုပဲဖြစ်ပါတယ်။ဇီကာကားတွေကိုဆွီဒင်နိုင်ငံမှာဒီဇိုင်းထုတ်ပြီး Geely Holding Group ရဲ့အောက်မှာရှိတဲ့ Geely, Volvo, Lotus, Lecanco, Smart Proton စတဲ့နာမည်ကျော် brand များစွာရဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးဇီကာကားတွေကိုဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ဒါကြောင့်ဇီကာကားတွေကစူပါကားတွေရဲ့ performance နဲ့စိန်ခံကားတွေရဲ့မောင်းနှင်ခြင်းအတွေ့အကြုံတွေကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ်။ PAL အနေနဲ့မြန်မာနိုင်ငံမှာ Zeekr E World Class ကားမော်ဒယ်တစ်များဖြစ်တဲ့ Shooting Brake အမျိုးအစား Zeekr 001နဲ့ဘတ်စုံသုံး SUV အမျိုးအစား Zeekr X မော်ဒယ်တွေကိုရောင်းချပေးလျက်ရှိပါတယ်။ဒီကားတွေဟာဆိုရင်တီထွင်စမ်းသစ်မှု၊စိန်ကျမှုနဲ့အကောင်းဆုံး performance တွေကိုပေါင်းစပ်ထားပြီးစူပါကားတွေရဲ့စွမ်းဆောင်ရည်အတိုင်းမောင်းနှင်နိုင်တဲ့ကမ္ဘာအမြန်ဆုံးစီးရင်ဝင်တဲ့ EV တွေပဲဖြစ်ပါတယ်။Premier Automotive Limited PAL အားဆိုရင်လုပ်ငန်းခွင်ဆိုင်ရာနဲ့လူမှုနယ်ပယ်တို့မှာလူတိုင်းအတွက်တန်းတူညီမျှမှု equality လူမျိုးဘာသာယဉ်ကျေးမှုကြားမှစတဲ့မတူကွဲပြားမှုတို့ကိုလက်ခံပြီးတီထွင်စမ်းသစ်မှုနဲ့ဖန်တီးမှုကောင်းများကိုပေါင်းစပ်ဖော်ထုတ်နိုင်ရန် diversity တဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြီးရေရှည်တည်တံ့စေနိုင်သောလှုပ်ဆောင်ချက်များကိုအားပေးထောက်ပံ့ရန် sustainability စတဲ့အချက်၃ချက်ကိုအလေးထားဖော်ဆောင်နေတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံအတွက်တင်သွင်းတဲ့ Zeekr Premium EV ကားများအတွက် spare part များကိုအသင့်ထားရှိပြီး after sales service ဘိုင်းမှာလည်းစိတ်ပူပန်မှုမရှိရလေအောင်အကောင်းဆုံးထောက်ပံ့ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။တီထွင်စမ်းသစ်မှုစိန်ကြခမ်းနားမှုနဲ့ရေရှည်တည်တံ့တဲ့အနာဂတ်ကိုZeekrနဲ့အတူပုံဖော်လိုက်ပါZeekr မြန်မာ